ကျဲဦးမရတဲ့ဝိုင်းကငုံဦးနဲ့စားတာပေါ့နော်ဆရာလေးတို့နေရတော့တရက်ချင်းနဲ့ဆရာလေးတို့ဟင်းပေါင်းချက်ထားတာပေါ့နော်တရက်ချင်းနဲ့တရက်ကတည်းကအဲ့လိုမျိုးဆရာလေးတို့စွန်းလာပို့တဲ့ထေရမှာပေါ့နော်သမင်းထုတ်တွေပါလေလာဝယ်တဲ့ထေရစက်သားတို့ပါလို့ပါတဲ့ဟင်းတွေနဲ့ပေါင်းပြီးတော့ပေါ့နော်ဒါကိုတရက်ချင်းနဲ့ဟင်းပေါင်းလုပ်ထားတာပေါ့ဟင်းပေါင်းနဲ့ကျဲဥပြုတ်ရတဲ့ဝိုင်းကကျဲဥပြုတ်ပေါ့နော်ကျဲဥပြုတ်မရတဲ့ဝိုင်းကငုံဥပြုတ်ပေါ့အဲ့လိုဒီလိုစလုံးနဲ့အလုံးဟာကိုအကုန်လုံးကိုပေါင်းပြီးတော့စားတာလဲဆိုတော့ဆရာတို့ရေအခက်အခဲရှိလို့ပေါ့နော်တပားကိုစလုံးစားရဲဆိုလို့ရှိရင်ဆရာတို့ရေအတွက်ကအပါ130ရှိရဲဆိုတော့စလုံး130ဆေးရမယ်ပေါ့နော်ဟင်းပကံနဲ့ပါနဲ့ဆိုလို့ရှိရင်ပစ္စည်းပေါင်း150ကျော်လောက်ဆေးရမှာပေါ့150ကျော်ကိုမကဆရာတို့ဝိုင်းအပြည့်20ကျော်ဆိုတော့ဆေးရမယ့်အရေးအတွက်ပေါင်းက190 180လောက်ပြီးပါရှိရပေါ့နော်အဲ့ဒါဆရာတို့ရေအခက်ခဲလေးရှိတာဖြစ်တဲ့အတွက်ပေါ့ရေဆေးဖို့အတွက်ပစ္စည်းတွေပြန်ဆေးဖို့အတွက်ရေမလုံလောက်လို့ပေါ့နော်ဒီတိုင်းလေးပဲဆရာတို့အာယုံစွမ်းမဲ့ဖြစ်ဖြစ်နေစွမ်းမဲ့ဖြစ်ဖြစ်ဒီလိုလေးပဲပေါင်းပြီးတော့ဆရာတို့စွန်ကိစ္စကိုဖြည့်ရှင်းရတာဖြစ်ပါတယ်ဆရာတို့ဝေးယုံနေရလဲမပါဘူးပေါ့နော်အချိုးတီးတဲ့ပုံကိုယ်တွေအနေနဲ့ဆရာလေးတွေစွန့်စားတာဝေးယုံမပါဘူးလို့ပြောပေါ်ရရှိတယ်ပေါ့ဆရာလေးတို့ဝေးယုံနဲ့အားလုံးကတောင်းတိုက်ပေါ်မှာပဲရှိပါတယ်ဆရာလေးတို့ငလျင်လှုပ်တဲ့နေ့ကစပြီးတော့မှတောင်းတိုက်ပေါ်ကိုမတက်တော့ဘူးဆိုတော့ဝေးယုံနေလည်းမပါပါဘူးအဝတ်တစ်ထည်ကိုတစ်ခုနဲ့ပြေးဆင်းလာပြီးတော့အပြင်မှာရေချိုးပြီးတော့ပေါ့နော်လှမ်းထားတဲ့ဒီခါဝင်းနဲ့အင်ဂျီနဲ့အဲ့ဒီနှစ်ခုပဲရှိတယ်ပေါ့တော်တော်များများကလေးတွေမှာဝတ်ရုံမပါခဲ့ဘူးပေါ့နော်ကိုလွတ်ပဲပြေးလာတာဖြစ်တဲ့အတွက်ခုထိလည်းဆရာလေးတို့တက်မယူပါဘူးစိုးရိမ်လို့ပါကိုရောအဝတ်စားတွေသွားယူနေတဲ့အချိန်မှာမတော်တဆများယူကြမယ်ဆိုရင်စိတ်ပူတဲ့အတွက်ပေါ့နော်ဆရာလေးတို့သွားမယူပဲနဲ့ဒီတိုင်းလေးပဲနေထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အပေါ်ကဆရာလေးတို့ဝက်အပ်တယ်ပေါ့နော်အဝတ်စားတွေမပါညွန့်လဲနားလည်ပေးကြပါလို့မေတ္တာရက်ခံပါတယ်ဆရာလေးဒီကောင်းလေးဖေပေါ်မှာတော့စားလို့ရတယ်ပေါ့နော်ဒီပေါ်မှာစားလို့ရှိရင်ပုံမှန်တော့ဒီပေါ်မှာစားတာပေါ့ဒီပေါ်မှာဒါဖိတ်ကြပါလို့ပေါ့ဖိတ်ကြပါလို့ဒီပေါ်ကိုတက်မစားဘဲနဲ့အခုအောက်မှာပဲစားလိုက်ရတာပေါ့နော်